စိတ်ကျန်းမာရေးသူနာပြုတဦးအဖြစ်အလုပ်လုပ်ကိုင်နေသောမိန်းကလေးတဦးသည်မိမိကိုယ်တိုင်စိတ်ကြယောဂ depression ခံစားခဲ့ရသည်သူမ၏မိခင်ကသူမနှစ်သက်ဆုံးဟင်းလျာများကိုစပွဲအဖြစ်ချက်ပြုတ်ပေးခဲ့တော်လဲသူမအလိုရှိခဲ့သည်မှာတယောက်တည်းအေးဆေးဆေးနေခြင်းယုံသာဖြစ်သည်သူမသည်မိသည့်အရာကိုမျှစိတ်ဝင်စားတော့ပေသို့တော်လည်းတယောက်တည်းရှိနေချိန်တိုင်းတွင်အန်နာသည်ခြေလမ်းတိုင်းတွင်ရွှွန့်လွန်တဲ့သို့တရွေ့ရွှေ့တိုးဝင်နေမြုပ်နေတဲ့ကဲ့သို့ခံစားရသည်အန်နာသည်ထိုရွှွန့်လွန်ထဲမှရုံထွက်ရန်ကြိုးစားခဲ့တော်လဲရုံလေလေးပို၍မြမြလေးလေးဖြစ်နေသည်ကိုသာတွေ့ရှိခဲ့ရသည်သူမစိတ်ကိုမြည်တိုးမျှစူးစီး၍မရနိုင်တော့ပေသူမနေ့စဉ်လိုလားတောင်းတမိသည်မှာမိမိအခန်းထဲ၌သာနေပြီးအိပ်စက်နေရန်ဖြစ်ကမိသူနှင့်မျှလည်းစကားမပြောချင်တော့ပေသူမ၏မိခင်သည်သမီးဖြစ်သူတခုခုမူမမှန်ဖြစ်နေသည်ကိုသတိပြုမိသွားသည်မိခင်ဖြစ်သူသည်သမီးဖြစ်သူကိုဆွဲထုတ်ရန်လက်ကမ်းပေးခဲ့ပြီးလေကောင်းလေတန်ရရှိစေရန်အပြင်သို့ထွက်ခိုင်းခဲ့သည်မိတို့နှစ်ဦးလမ်းဆောင်တစ်ခုသို့ရောက်ရှိသောအခါအန်နာသည်မိခင်ဖြစ်သူသတိမထားမိခိုက်တွင်လက်ခတ်နဲ့ထွက်ပြေးသွားပြီးလမ်းလေကောင်သို့ထိန်းချုပ်မရဘဲရှောက်သွားခဲ့သည်မိခင်ဖြစ်သူကထိုချိန်တွေကိုမြင်သောအခါသမီးကိုတားရန်အပြေးလွှားသွားခဲ့တော်လဲဖြတ်မောင်းနေသောကားများကပိတ်ဆို့နေခဲ့သည်သို့သောအန်နာ၏အမြင်တွင်မူရင်းသည်ကြီးမားသောကိစ္စတစ်ခုမဟုတ်ခဲ့ပေထိုချိန်တွင်ကုန်တင်ကားကြီးတစ်စီးကအန်နတ်ထံသို့အရှိန်ဟုန်ဖြင့်မောင်းနှင်လာခဲ့သည်ထိုခိုက်တန့်တွင်ထိုကားနှင့်တိုက်မိသွားလျင်ပင်အဆင်ပြေပါသည်ဟုအန်နာခံစားခဲ့ရသည်ကံကောင်းထောက်မစွာဖြင့်သူမ၏မိခင်ကအချိန်မီရောက်ရှိလာပြီးဘေးကင်းရာသို့ဆွဲခေါ်နိုင်ခဲ့သည်ထိုအခါမှသာမိခင်ဖြစ်သူသည်သမီးဖြစ်သူအမှန်တကယ်ဖျားနာနေပြီဖြစ်ကြောင်းအပြည့်အဝယုံကြည်သွားတော့သည်အန်နာသတိပြန်လည်လာချိန်တွင်သူမသည်စိတ်ကျန်းမာရေးဆေးရုံတစ်ခုသို့ရောက်ရှိနေသည်ကိုတွေ့လိုက်ရသည်သူမကိုအဘဲကြောင့်ဤနေရာသို့ခေါ်ဆောင်လာခဲ့သည်ကိုသူမနားမလည်နိုင်ခဲ့ပေစိတ်ကျန်းမာရေးသူနာပြုတဦးအနေဖြင့်မိမိသဘောဆန္ဒအလျောက်ဆေးရုံကဆင်း၍မရနိုင်ကြောင်းသူမသိရှိထားသည်နောက်ရက်များတွင်သူမသည်သူနာပြုတဦးအဖြစ်အတွေ့အကြုံကိုအသုံးပြုကာစစ်ဆေးအကဲဖြတ်မှုများတွင်အပြည့်အဝပူးပေါင်းဆောင်ရွက်ခဲ့သည်သူမသည်စစ်ဆေးမှုရလဒ်များကိုလုံးဝပုံမှန်ဖြစ်နေပုံပေါ်အောင်လုပ်ဆောင်နိုင်ခဲ့သည်အန်နာသည်မိမိကိုမိမိဖျားနာနေသည်ဟုမယုံကြည်ခဲ့ပေသူနာပြုတဦးကသူမအားဆေးတိုက်သည့်အချိန်တိုင်းတွင်အန်နာသည်ဆေးလုံးများကိုတိတ်တဆိတ်ပြန်ထွေးထုတ်ပစ်လေရှိသည်ဆေးတောက်ခြင်းသည်မိမိတွင်တစ်ခုခုမှားယွင်းနေသည်ကိုဝန်ခံခြင်းနှင့်အတူတူပင်ဖြစ်သည်ဟုသူမယူဆသည်အန်နာသည်သူမပတ်ဝန်းကျင်ရှိအရာအလုံးကိုသိမခံနိုင်အောင်ဖြစ်လာခဲ့သည်တင်းငယ်သောအတံပလန်လေးများကပင်သူမကိုအိမ်မပြောအောင်နှောက်ယှက်နေခဲ့သည်တနေ့တွင်သူမ၏မိခင်ကသူမအကြိုက်ဆုံးအစားအစာများကိုယူဆောင်ကာလာရောက်လူမမေးခဲ့သည်အန်နာကသူမကိုအဘဲကြောင့်ဤနေရာသို့ပို့ထားရသည်ဟုမိခင်ဖြစ်သူအားအတင်းကျပ်မေးမြန်းခဲ့သည်သူမကမိမိကိုမိမိစိတ်တန်နေကြနေုံသာဖြစ်သည်ဟုပြောခဲ့သည်အန်နာကညညပင်တောင်းပန်တနာခံစေကမူမိခင်ဖြစ်သူကမူစေကူတောင်းမှုကိုဆက်လက်ခံယူရန်သာတိုက်တွန်းခဲ့သည်အန်နာသည်ထိုဆေးရုံတွင်အလွန်ကြီးညီငွေနေခဲ့သည်သူမသည်နေ့စဉ်ထိုနေရာတွင်ထိုင်ကာဟာလာဟင်းလေးငေးမောနေခဲ့သည်အတန်ကြာပြီးနောက်အန်နာသည်စိတ်ကိုမထိန်ချုပ်နိုင်တော့ဘဲဒေါသကြီးပောက်ကွဲကလုံးဝစိတ်တန်ရာရပျက်စီးသွားခဲ့သည်ထို့ကြောင့်အန်နာကိုသူမ၏အခန်းသို့ပြန်လည်ပို့ဆောင်လိုက်ရပြန်သည်သူမသည်စိတ်မထိန်နိုင်ဘဲတရှုံရှုံငိုကြွေးခဲ့သည်မိခင်ဖြစ်သူကသူမကိုစွန့်ပစ်လိုက်ပြီဟုခံစားခဲ့ရသည်မကြာမီတွင်ဆရာဝန်နှင့်တွေ့ဆုံဆွေးနွေးရမည့်အချိန်သို့ရောက်ရှိလာခဲ့သည်အန်နာကသူမသည်စိတ်ညှို့မိုင်းသည့်ဝေဒနာ blues အနေငယ်သာခံစားနေရခြင်းဖြစ်ကြောင်းနှင့်ထိုညကလမ်းပေါ်တွင်ဖြစ်ပျက်ခဲ့သည်မှာလည်းစစ်မှန်သောမတော်တဆမှုတစ်ခုသာဖြစ်ကြောင်းပြောကြားခဲ့သည်ထိုချက်တစ်ခုတည်းနှင့်သူမတွင်ပြဿနာရှိနေသည်ဟုမပြောနိုင်ကြောင်းညင်းဆိုခဲ့သည်သို့တော်ဆရာဝန်ကြားသိထားရသည့်အကြောင်းအရာကမူတခြားစီဖြစ်နေခဲ့သည်ထိုညကအန်နာကိုမိခင်ဖြစ်သူကကဲတင်ပြီးနောက်တွင်အန်နာသည်မိခင်၏ဖက်တွယ်ထားမှုကိုထပ်မံယုံထွက်ကလမ်းမပေါ်သို့ပြန်လည်လျှောက်လန်းသွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်မိခင်ဖြစ်သူကသူမကိုတားဆီးရန်ကြိုးစားရင်းခြေချင်းဝတ်တွန်းလွဲအစစ်လွဲသွားခဲ့သည့်တိုင်အောင်အန်နာသည်သတိမဝင်လာခဲ့ပေထို့ပြင်မောင်းနှင်လာသောကားစီသို့ပုံမှုမစင်မချင်းပြေးဝင်သွားခဲ့သည်ကံကောင်းစွာဖြင့်ထိုချိန်တွင်အန်နာ၏တငယ်ချင်းတဦးကအချိန်မီဖြတ်တန်းသွားလာရင်ထိုအနေထာယုံကိုတားဆီးပေးနိုင်ခဲ့သည်ဖြစ်ပျက်ခဲ့သမျှအရာအလုံးကိုအန်နာပြန်လည်တွေးတောမိသွားသည့်အခါမှသာလျှင်မိမိကိုမိမိအမှန်တကယ်စိတ်ကြယောဂခံစားနေရပြီဖြစ်ကြောင်းနောက်ဆုံးတွင်သဘောပေါက်နားလည်သွားခဲ့တော်သည်